ဝူဒီဟာရုံးရှိမှာလီစီယန်နဲ့ဆုံခဲ့ပါတယ်လီစီယန်ကသူ့ကိုလောင်ပြောင်ပြီးမာလင်နဲ့ဖောက်ပြန်နေတယ်လို့ဆွဆွဲခဲ့ပါတယ်ဒါပေမဲ့ဝူဒီကတော့လီစီယန်ဟာသူ့ကိုရှင်နိုင်တဲ့တိုင်ပတ်မဟုတ်မှန်းသိတာကြောင့်ဒီပြောဆိုတွေကိုဂရုမစိုက်ဘဲကြော်ဖြတ်လိုက်ပါတယ်အစည်းအဝေးတစ်ခုအတွင်းမှာတော့လီစီယန်ကရှင်းယူနဲ့နှစ်ကိုယ်တည်းစကားပြောခွင့်ရဖို့ဝန်ထမ်းတွေကိုအပြင်ခဏထွက်ပေးဖို့တောင်းဆိုခဲ့ပါတယ်သူကဝူဒီကိုတခြားမျိုးသမီးတစ်ယောက်နဲ့တွဲမြင်ခဲ့ရတယ်လို့ပြောပြီးသူကိုယ်တိုင်ကတော့တစ္ဆာရှိမှာပါလို့ကတိပေးရင်းရှင်းယူရဲ့စိတ်ကိုဆွဲဆောင်ဖို့ကြိုးစားခဲ့ပါတယ်ဒါအပြင်သူ့ရဲ့အကူအညီနဲ့ဆိုရင်ညံနဲ့တွဲလုပ်နေတဲ့ရှင်းယူရဲ့ project ဟာအောင်မြင်မှာပါလို့လည်းအာမခံခဲ့ပါတယ်တစ်ဖက်ကနေကြည့်နေတဲ့ဝူဒီဟာလီစီယန်ကရှင်းယူရဲ့လက်ကိုပိုင်လိုက်တာကိုမြင်တော့စိတ်တူသွားပါတယ်ဒါကြောင့်သူဟာအခန်းထဲမှာပိုးမွားတွေရှိမရှိစစ်ဆေးကြင်အောင်ဆောင်ပြီးသူတို့နှစ်ယောက်ကြားထဲကိုဝင်ရောက်နှောက်ယှက်ခဲ့ပါတယ်စိတ်ပြတ်သွားတဲ့လီစီယန်ကတော့ဝူဒီဟာသူ့ရဲ့အခွင့်အရေးကောင်းကိုဖျက်ဆီးပစ်တယ်လို့ဆွဆွဲပြီးဒေါသထွက်ခဲ့ပါတယ်နောက်တော့ကားပါကင်ထဲမှာလီစီယန်ဟာရှင်းယူရဲ့ကားထဲကိုလိုက်ဝင်ပြီးသူမနဲ့နီးစပ်အောင်ထပ်မံစူးစမ်းပြန်ပါတယ်ဒါပေမဲ့ဝူဒီကရဲရရှိတွေနဲ့အတူရောက်လာပြီးလီစီယန်ကိုကုမ္ပဏီချက်လက်တွေခိုးယူဖို့ကြိုးပမ်းခဲ့မှုတဲ့အမှုဟောင်းနဲ့ဖမ်းဆီးခိုင်းလိုက်ပါတယ်ဒီဖမ်းဆီးမှုတဲ့ဟာရန်ရှင်းစီကိုအလျင်အမြန်ပဲရောက်ရှိသွားခဲ့ပါတယ်သတင်းကြောင့်ဒေါသအမျက်ချောင်းချောင်းထွက်သွားတဲ့ရန်ရှင်းဟာကုမ္ပဏီရဲ့ဒုတိယအစုရှယ်ယာအများဆုံးပိုင်ရှင်ကိုပြန်ပေးဆွဲဖို့သူ့အတွင်းရေးမှူးကိုအမိန့်ပေးလိုက်ပါတယ်အဲ့ဒီရှယ်ယာရှင်ဟာရှင်းယူရဲ့အရေးကြီးတဲ့ကုမ္ပဏီ Yacht Roy တစ်ခုကိုလက်ဝယ်ထားရှိသူလည်းဖြစ်ပါတယ်မကြခင်မှာပဲရှင်းယူဟာသူမရဲ့ဦးလေးအဲ့ဒီရှယ်ယာရှင်ပျောက်ဆုံးသွားတဲ့သတင်းကိုသိလိုက်ရပါတယ်နောက်တနေ့မှာတော့မာလူဟာဖုန်းကိုကြည့်ရင်းဝူဒီတယောက် online မှာနံပါတ်1အလိုရှိဆုံးထွက်ပြေးသူစရိုက်သမားအဖြစ်စည်ရင်းသွင်းခံထားရတာကိုတွေ့ပြီးထိတ်လန့်သွားပါတယ်ဒါပေမဲ့ဝူဒီကတော့သူ့ကိုဒီလောက်ထိမုန်းတီးပြီးခေါင်းပေါ်စုငွေအမြောက်များထုတ်ရလောက်အောင်ဘယ်သူကများလုပ်တာလဲဆိုတာကိုစဉ်းစားလို့မရပဲဝေခွဲမရဖြစ်နေပါတော့တယ်